လက်ထဲမှာနာခဲ့ရတော့လေချောင်းမဲ့ဆိုကဲအပေးရသူရဲ့ကိုယူမိတယ်တတိဆိုရကတေးရတမဟုတ်လားမြေပြောရတဲ့သူလေးရေစိတ်တွေပိတ်ပိတ်နေလို့တော့လက်ရှိဘဝဒီနေ့ဟာပြောင်းဆုံးကလောင်ရည်မိရဲ့မနှက်ပြန်ကြုံလာမြဲမို့စင်ကြယ်လို့ဒီလိုသူလာလို့လို့ဆိုဒီဆိုင်ကတတ်တော်ဒီနေ့ကစတင်မယ်ဒီနေ့ကခွင့်ရတစ်ခုပဲဆိုဒီနေ့ကထူးခြားဆုံးပဲဆိုကဲစိတ်ချလိုက်ပြီကွယ်အထင်နောက်ဆုံးရဲ့သူတို့မီးဖို့တောင်းကသူဝတ်တတ်မဟုတ်ဘူးသူရဲ့ပြောရကိုယ်သဘောကျချစ်သူတွေ့တာဆုံးရဲ့ဒီရတဲ့လေးတန်ခိုင်မှာပဲရင်ဆိုင်မတဲ့တော်ဒီနေ့ကစတင်မယ်တတ်တဲ့မျက်နှာကိုရချစ်သူရဲ့ကိုယ်လေးဒီနေ့ကိုနေတဲ့တူအောင်ဒီနေ့ကိုနေတဲ့တောင်အခုတော့တရှင်တဲ့ခဲ勇敢的 carry ခွင့်ရတစ်ခုပဲဆိုဒီနေ့ကထူးခြားဆုံးပဲဆိုကဲစိတ်ချလိုက်ပြီကွယ်အထင်နောက်ဆုံးရဲ့